ကျွန်တော်ဒေါက်တာမောင်မောင်သိန်းမှာမြန်မာနိုင်ငံအမကန်သိန်းရဲ့ဥက္ကဋ္ဌဖြစ်တယ်လို့ဒီအမကန်နဲ့ဒီအသက်အမကန်ကုမ္ပဏီတို့ရဲ့ဥက္ကဋ္ဌဖြစ်ပါတယ်ပြီးခဲ့တဲ့မတ်လ28ရက်နေ့လယ်12:52မိနစ်မှာစလုပ်ခဲ့တဲ့ပြင်းအား9.9ရှိတဲ့မီဂါအကွိအဲဒီမီဂါအကွိနဲ့ပတ်သက်ပြီးတော့အမကန်ရဲ့အကျိုးသက်ရောက်မှုတွေအဲ့ဒါတွေကိုကျွန်တော်နည်းနည်းလေးတင်ပြသွားခြင်းအဲ့တော့ပြီးခဲ့တဲ့မီဂါအကွိကြီးကြောင့်ပျက်စီးဆုံးရှုံးမှုတွေများစွာရှိပါတယ်အဲ့တော့အမကန်ထားတဲ့အခါမှာတော့ငရင်အမကန်ဆိုတာကိုထားမှသာအဲ့ဒါတွေကဖြစ်ပါတယ်ဆိုတော့အမကန်ထားမှုတရားမှာငရင်နဲ့ထားပေးရနေတယ်အမကန်ထားတာတော့အကြမ်းမြင်အားဖြင့်တော့30%လောက်ရှိပါတယ်သို့တော်လည်းမန္တလေးနဲ့အခုဖြစ်သွားတဲ့နေရာမှာတော့ငရင်အမကန်တော်တော်များများဝယ်ထားတာကိုတွေ့ရတယ်အဲ့တော့အမကန်ကုမ္ပဏီအနေနဲ့ဒီငရင်ကြီးရောက်ဖြစ်သွားတဲ့ဆုံးရှုံးပျက်စီးမှုတွေငရင်အမကန်ဝယ်ထားတဲ့ပုဂ္ဂိုလ်များကိုရောကြီးပေးရမှာဖြစ်ပါတယ်ရောကြီးပေးတဲ့နေရာမှာတော့ကျွန်တော်တို့ရောကြီးပေးတဲ့ process ပေါ့ process က4 ဆင့်လောက်ရှိပါတယ်ပထမဆုံး first step ကတော့နစ်နာသွားတဲ့ကာယကံရှင်အနေနဲ့သက်ဆိုင်ရာအမကန်ကုမ္ပဏီပေါ့သက်ဆိုင်ရာအမကန်ကုမ္ပဏီဆိုတာကအဲ့ဒီပုဂ္ဂိုလ်ငရင်အမကန်ဝယ်ထားတဲ့အမကန်ကုမ္ပဏီပေါ့အဲ့ဒီကုမ္ပဏီကို notice ပေးရပါတယ်ပျက်စီးပါတယ်ဆိုတဲ့အကြောင်း notice ပေးရပါတယ်အဲ့လို notice ပေးတော့မှသာလျှင်ကုမ္ပဏီအနေနဲ့ကပျက်စီးသွားတာကိုသိပြီးတော့နော်လာရောက်စစ်ဆေးတာတွေလုပ်ပါလိမ့်မယ်လာရောက်စစ်ဆေးတာတွေလုပ်ပြီးတဲ့အချိန်မှာနော်ကာကန်ရှင်ကလည်းပဲသူပျက်စီးလို့ပြင်ဆင်မှုရိတ်တွေပါတယ်အဲ့ဒါတွေကိုကြံမြင်တွေ့ပြီးတော့အမကန်ကုမ္ပဏီကလည်းအဲ့ဒါတွေကိုစစ်ဆေးပြီးတော့မှကြော်ကြီးဘယ်လောက်ပြီးသင့်တယ်ဆိုတာကိုသုံးဖြတ်ပါသုံးဖြတ်ပြီးတော့မှနောက်ဆုံးဆင့်ရတော့ကြော်ကြီးကိုပြီးချင်ဖြစ်ပါတယ်ဆိုတော့အဲ့ဒီအဆင့်၄ဆင့်လုပ်ဖို့ကတော့အခုလောလောဆယ်ပေါ့နော်ဒီလောက်ကြီးမားပြင်းထန်တဲ့မီဂါအကွိကြီးလှုပ်သွားတဲ့အချိန်မှာနော် emotion တွေစိတ်ထိခိုက်မှုတွေများနေတဲ့အချိန်မှာဒီ process ကြီးလုပ်ဖို့ကတော့တော်တော်ခက်ပါလိမ့်မယ်ဒါကြောင့်မလို့ကျွန်တော်တို့မြန်မာနိုင်ငံအမကန်အသင်းဝင်အမကန်ကုမ္ပဏီအားလုံးကနေပြီးတော့အဲ့ဒီ process ကြီးအတိုင်းတော့တတ်နိုင်တော့သွားမှာပေါ့ဒါပေမဲ့လည်းမတတ်နိုင်သေးရင်တော့အမကန်ရောကြီး notice ပေးတာကိုစောင့်မနေဘဲနဲ့ကျွန်တော်တို့အမကန်ကုမ္ပဏီကစတင်ပြီးတော့တတ်နိုင်များဆက်သွယ်ပြီးတော့မှနော်လှုပ်ဆောင်သွားဖို့သုံးဖြတ်ထားပါတယ်ဒါလည်းဒီနစ်နာသွားတဲ့ပိုင်ရှင်များအတွက်တော့သတင်းကောင်းဖြစ်ပါတယ်နောက်တစ်ခုကလည်းပဲကျွန်တော်တို့ကတော့ဆက်သွယ်ဖို့ကြိုးစားနေပါတယ်သို့တော်လည်းအကြောင်းမျိုးမျိုးပေါ့နော်ကာကချင်းတွေကိုနိုင်ကလည်းစိတ်ဖိစီးမှုတွေများနေတာလည်းပါမှာပေါ့နော်တခြားအခြေအနေတွေလည်းပါမှာပေါ့အဲ့လိုအခြေအနေတွေကြောင့်ဆက်သွယ်ဖို့ခက်ခဲနေတာလည်းရှိတယ်သို့တော်လည်းပဲဖြစ်နိုင်ရင်ပေါ့ကျွန်တော်တို့အမကန်ကုမ္ပဏီနဲ့ဆက်သွယ်ဖို့ကြိုးစားနေတယ်ဖြစ်နိုင်လို့ရှိရင်ပေါ့နော်ကာကန်ရှင်များကလည်းပဲသူတို့မှာအပန်းမကြည့်ဘူးသူတို့မှာချိန်လဲပေးနိုင်တယ်ပေါ့ဗျာနော်အဲ့ဒါမျိုးအဆင်ပြေပဲဆိုလို့ရှိရင်တော့ကျွန်တော်တို့အမကန်ကုမ္ပဏီတွေဘက်ကလည်းပြန်ဆက်သွယ်ပြီးပြောပါတယ်ကျွန်တော်တို့အမကန်ကုမ္ပဏီဆိုတာကတော့အဲ့ဒီကာကန်ရှင်အရင်အမကန်ဝယ်ထားတဲ့အမကန်ကုမ္ပဏီပေါ့အဲ့ဒီကုမ္ပဏီကိုကာကန်ရှင်ကဆက်သွယ်ပြီးတော့နော်သတင်းပေးဖို့နဲ့တကယ်လို့အဲ့ဒီကုမ္ပဏီတွေကအခြေအနေကိုလာကြည့်တဲ့အဖွဲ့တွေလာရင်လည်းပဲပူပေါင်းဆောင်ရွက်ပေးဖို့လိုပါတယ်အဲ့လိုလုပ်ပေးမှသာနေကျွန်တော်တို့အနေနဲ့ပြောကြီးပေးတာဟာမြန်မြန်နဲ့ပြီးမှာဖြစ်ပါတယ်အခုဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်တို့အမကန်လောကကြီးတစ်ခုလုံးကစိတ်နှလုံးညှို့ချုံမှုဖြစ်ရပါတယ်ရင်းနဲ့အမျှပဲကုချင်းစာမှုတွေလည်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အမကန်ကုမ္ပဏီတွေအားလုံးပေါ့အားလုံးအနေနဲ့ကတော့နော်လူကြီးမင်းတို့ရှိဒါရောကြီးငရင်အမကန်ဝယ်ထားသူများကသာနော်ရောကြီးကိစ္စတွေပေါ်ပေါက်ခဲ့ရင်လူညီဖို့ရောကြီးပေးဖို့အစဉ်သင်းရှိကြောင်းပြောကြားရင်းနဲ့ဒီကုန်းချုပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်